နော်ဆရာတော်တော်များများလည်းသူတို့ရဲ့သုံးသက်ချက်တွေမှာပါလဲဆိုတော့ဒီနှစ်ဒီမြန်မာနိုင်ငံအတွက်ကောကမ္ဘာအတွက်ကောကထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်တယ်အဖြူမဲ့တဲတဲပွဲဖြစ်လာမှာပေါ့နော်ဥပမာကောင်းနေဆိုရင်လည်းဘလို့ကောင်းတဲ့ဟာမျိုးဆိုးတယ်ဆိုလို့ရှိရင်လည်းဘလို့ဆိုးတဲ့ဟာမျိုးဆိုတာပေါ်လာမယ့်အကြောင်းတရားတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီຢာတွေကကျွန်တော်တို့ကထားပါတော့ဘေးရင်ယူဆရဒီနှစ်ကတော့ဘလို့ကောင်းမယ်ဒီနှစ်ကတော့ဘလို့ဆိုးမယ်လို့ပြောတော့ညားလည်းပဲလူတွေကကောင်းတဲ့အပေါ်မှာကောင်းတာကိုလိုက်မလုံးနိုင်လို့ရှိရင်လည်းဒီရဲ့အကျိုးခံစား권ပြပြဝရမှာမဟုတ်ဘူးမကောင်းတော့လည်းမကောင်းဘူးကငါတို့လှုပ်ချင်ရလှုပ်မယ်ဆိုလို့ရှိရင်လည်းဒီတက်ပုံပြီးနှစ်ဆသုံးဆလောက်ပြန်ပြီးတော့ခံရတဲ့အနေအထားမျိုးရှိတာပေါ့နော်ဘယ်နေသားလေးမိတယ်အခုအထူးသတိထားတဲ့နေဆိုတော့ကျွန်တော်ရဲ့တွက်ချက်မှုအရဆိုလို့ရှိရင်အဓိကတော့ပုံတော်ဟူနော်ပုံတော်ဟူပါမယ်တောက်ကြပါမယ်စနေပါမယ်အဲ့ဒီသတိထားဖို့လိုတယ်ဒါကဖြဲချောက်တာတော့မဟုတ်ဘူးပေါ့နော်ဆိုလိုတာကဟိုအញ្ញံပိုင်းငါတို့ကဒီနှစ်မှာဒီလိုတွေဖြစ်တော့မှာပါလားလို့ပြောတဲ့ခါကျလို့ရှိရင်အနာသိရင်သိရှိတယ်တည်မလားနားလိုက်ထိုင်အောင်နေလို့ကြောက်မှာမပေါ့လေအဲ့ဒီခါကျကိုကကုစားတဲ့နီလန်တွေကကိုနီးကိုကနေကိုရှားမှာပေါ့တည်လားဒါတို့ကကြောက်လေဗုဒ္ဓဟူကလည်းအတာစားတာဟုတ်နော်အတာစားတဲ့အခါကျတော့ဗုဒ္ဓသမီးရလည်းနည်းနည်းလေးဟိုတတိတော်ထားဖို့လိုတယ်အဲ့နဲ့လေးကနော်အဲ့လိုမျိုးရှိပါတယ်လက်ခံခြင်းမလည်းလက်ခံပေါ့နော်ဒါကကျွန်တော်အမြင်ပါအထင်မြင်ယူဆတော့ဘာလဲဆိုတော့ကျွန်တော်အခုရင်တော့တကြံဆိုတာကဟို traditional တခုပဲဟိုမြန်မာလူမျိုးမှန်လို့ရှိရင်ဒီတကြံကစားတာနော်နှစ်သက်မှာနှစ်သက်ကိုဂျိုတယ်ဆိုတဲ့ပုံစံမျိုးတွေလောက်ကြတဲ့အခါမှာဘယ်လိုလဲဆိုတော့အရင်တော့ကျွန်တော်တို့ကအခုလိုမျိုးအပျော်အပါးတွေကခုံပြီးတော့ဟိုတရရောတော်ပတ်ကြတာမဟုတ်ဘူးပေါ့နော်တပြေကက်လေးတွေနဲ့သူ့ဟာလေးနဲ့သူအိမ်ကြီးရပေါ့အဲ့လိုမျိုးတွေပတ်ပြီးတော့ကစားကြတဲ့ဟာမျိုးတွေရှိတယ်ဒါအခုအချိန်ဒီမှာကကစားလို့တင်တဲ့ကောင်းတဲ့အခြေအနေမျိုးမဟုတ်ဘူးအဲ့ဒီကကြာဘာလဲဆိုတော့လှုပ်တင်တဲ့တခုကကြာတော့ကျွန်တော်တို့ကဖြစ်နေတဲ့အရာတွေပေါ့ကတ်ကိုစီးလိုက်တဲ့ပုံစံမျိုးမကောင်းတဲ့အမင်္ဂလာတွေမကောင်းတဲ့အရာတွေအကုန်လုံးရှင်းပါစေတော့လင်းပါစေတော့ဆိုတဲ့ပုံစံမျိုးလေးနဲ့ပေါ့နော်တကြံကြူတာကတော့ကြူပေါ့အတာအိုးလေးနဲ့ကြူတပြေကလေးတွေနဲ့ကိုယ့်ရဲ့အိမ်တို့ခြံတို့ရက်ကွက်တို့လမ်းတို့ပတ်ဖြန်းတာလေးတော့လှုပ်တင်နေဆိုတဲ့အနေအထားမျိုးနဲ့ကျွန်တော်ပြောတာပါအဲ့ဒါဒါထဲမှာဆိုလို့ရှိရင်တော့အဓိကတော့ကျွန်တော်တို့ကဟိုတယောကင်မွန်းတို့စားတို့အောင်တပြေတို့ဒါလေးတွေပေါ့နော်ဒါလေးတွေကိုဥပမာဆိုကြပါစို့ဗျာ27နှစ်မရောက်ခင်မှာဒီမနက်ပိုင်းမှာဖះကိုကတ်ထားလိုက်ပေါ့ကတ်ပြီးလို့ရှိရင်ပြန်ပြီးတော့ဒါကိုဆေးအနေနဲ့ပြန်စွန့်ပါဆိုပြီးတော့ကိုယ့်ရဲ့အိမ်ထဲမှာပတ်ဖြန်းတာလေရပါတယ်ဒါတော့ကိုအာတီတာဖြစ်တယ်လို့ပေါ့နော်တချို့လွယ်တယ်ဆိုလို့ရှိရင်တော့ဒီတယောက်ကင်မွန်းတို့ဘာလို့ဖြစ်မလို့ဆိုလို့ရှိရင်လည်းဒီရေလေးပဲဒီထဲမှာစားတို့တန်မြာတီးတို့အဲ့လိုမျိုးအလုံးလိုက်အချမ်းလိုက်လေးထည့်လို့ရှိရင်အောင်တပြေခက်နဲ့ပတ်ဖြန်းတာလေးလုပ်ပြီးလို့ရတယ်နောက်နှစ်ကိုဘယ်လိုမြင်လဲဆိုတော့ကျွန်တော်တို့ကအခုဟာကဘယ်လိုလဲဆိုတော့ဒီနှစ်ဆိုလို့ရှိရင်လည်း2025ပေါ့ခရစ်နှစ်နဲ့ဆိုရင်2025ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကနက်ခတ်သမားတွေဖြစ်တဲ့အတွက်ပေါ့နော်ဒါချိန်ဆပြီးပြောမယ်ဆိုလို့ရှိရင်ပေါင်းချင်းပြီး6ဆိုတဲ့ကဏ္ဍကိုရတယ်နမိတ်6ကဏ္ဍရတယ်မြန်မာတွေရဲ့တဲချီကြိုက်ပေါ့ဗျာဒီလားကိုနဝင်းမိုးလင်းမတီးဘုရားကုံတော်9ပါးတို့ဘာဖြစ်ဖြစ်ပရိလေး9ဘက်စိတ်မှ6ဆိုတဲ့ကဏ္ဍကိုအရန်ကြိုက်ကြတယ်ပေါ့အရန်ကိုထူးခြားတယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်မြန်မာတွေကအယူဆတွေရှိတယ်အနောက်တိုင်းမှာကြာရင်လည်းကျွန်တော် Tarot Card မှာဆိုရင်နံပါတ်9ဒီ Hermit ယတိသူတော်စင်ကတ်ကိုရည်ညွှန်းတာပြတယ်အဲ့ဒီကဏ္ဍမိမှာတော့ဘာရှိလဲဆိုသူတော်စင်ကြီးကမီးအိမ်လေးတစ်လက်ကိုကန်ပြီးတော့တောင်ဝေးကိုအားပြုပြီးရှေ့ကိုသွားနေတာအဲကျွန်တော်နမိတ်ကိုပြန်ကောက်မယ်ဆိုလို့ရှိရင်တော့ဘာလဲဆိုကိုယ်တိုင်ကြီးဆိုးတဲ့နှစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာသာကြီးလုပ်ဖို့အရန်လိုတယ်တင်းနေထဲမှာလေအဖြူမဲ့အရန်တဲခွဲသွားလိမ့်မယ်ဘာသာကြီးကိုဒီဇိုင်းမတ်ပေါ့နော်တီတီချာချာပေါ့တမန်ငါချက်ကမဟုတ်ဘဲနဲ့ဥမာ PVC ကြီးတွေလောက်ရမယ်နောက်တစ်ခုကဒီရသိသူတော်စင်ညာတောင်ပွဲကိုထောက်ပြီးအလင်းပြနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့မှာထားပါတော့ဒီဘယ်လိုပြောမလဲဆိုတော့ဟိုမမြင်နိုင်ဟိုပေါ့နော်ထူးခြားတဲ့အဲ့လိုမျိုးယောဂတွေဖြစ်မယ်ဆိုရင်တော့မှယောဂအသစ်စမ်းပြားတွေကုသနိုင်မယ်ဆေးပညာအသစ်တွေပေါ်လာမယ်လမ်းကြောင်းတွေပေါ်လာမယ်လမ်းပြောင်းနေတဲ့လူငယ်တွေလမ်းသစ်တွေပြန်ဖောက်လာနိုင်မယ်ဘာသာရေးနဲ့ပတ်သက်ပြီးပြိပခဖြစ်တယ်ဆိုရင်တောင်မှပဲဘယ်လိုလဲဆိုတော့ဒီဘာသာရေးကိစ္စကိုတိတိကျကျရှင်းပြနိုင်တဲ့ဘာသာရေးပုံကူခေါင်းဆောင်တွေပေါ်ပေါက်လာလိမ့်မယ်အဲ့လိုမျိုးအနေအထားမျိုးရှိတယ်ကံပြင်လို့ရလားဆိုတော့အမိုက်တချို့ကြတော့ဘယ်လိုလဲဆိုတော့ကံပါလို့ရှင်ဘုရားတောင်ရှောင်လို့မရဘူးလေဒီလိုတဲ့လှုပ်ကြံလို့ချီမတော်တောင်သွေးစိမ့်ရှင်ကြားရသေးတာပဲကျွန်တော်တို့ကဘာမို့လို့တော့ပေါ့နော်ဒါပေမဲ့လူဆိုတဲ့အမျိုးကလည်းမကောင်းတာကြတော့မလိုချင်ဘူးကောင်းတာလိုချင်တယ်မကောင်းဆိုအဆိုးတွေကိုဖယ်ရှားခြင်းတယ်ပေါ့နော်ဖယ်ရှားခြင်းလို့အဲ့ဒီလူတွေအတွက်ကြောင့်မို့လေကျွန်တော်တို့ကဘေးတင်ရရဆိုလမ်းကြောင်းတစ်ခုလို့ဖြစ်လာတာကျွန်တော်ပြောနေကြစကားတွေပေါ့ရရဆိုတာကစိတ်မိတုံနဲ့အတူတူပဲဟိုဖြစ်လာမဲ့အန်ဒီရယ်ပေါ့နော်စိုးနေတဲ့ဟာကိုတတ်တာသွားအောင်တိတိလေးဆိုးတယ်ဆိုရင်တော့ပျောက်သွားမှာပေါ့အကြီးဆိုးတယ်ဆိုရင်တော့တတ်တာလို့တတ်တာကြအောင်ကျွန်တော်ကသွားတာအဲ့တော့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မာလူမျိုးတွေရဲ့မြန်မာပြည်ရင်ဆရာတွေရဲ့ရရကိုသွားကြည့်ရင်လေကျွန်တော်တို့ကဘာသာရေးနဲ့လွတ်တာတခုမှမပါဘူးဘယ်ဖျားကိုသွားလိုက်ဘာညုံလေးလူလိုက်ဘယ်ပတိလေးစိတ်လိုက်ဟုတ်တယ်မလားဖျားရောက်လို့စိတ်အေးချမ်းတာအမြက်လေလောက်တာမလောက်တာအပါထားပေါ့ဒီမှာတချို့ကြလဲလောဘဖတ်တာပေါ့ဩဒါဒီဘလောက်စိတ်လို့ရှိရင်လက်ပွင့်မယ်အဲ့လိုမျိုးလောဘတော့မဖတ်နဲ့ပေါ့နော်ကိုကတော့
ဒါလေးကိုလှုပ်လိုက်တဲ့အခါကျလို့ရှိရင်ကံကောင်းတာမကောင်းတာအပါထားလိုက်အရင်ဆုံးကုသိုလ်လေးရနေပြီအဲ့ဒီအရှင်အဟုန်ကမြေစီမြေလွာအခန့်ဖြစ်ပြီးတော့ကျန်တဲ့ကောင်းတဲ့ဟာတွေကဆွဲယူသွားမှာပဲအဲ့ကြောင့်ကျွန်တော်ကဘာသာရေးကိုလုပ်ပါရတရားကိုအရင်ရှိတယ်မတင်ပါနဲ့ရတရားကိုတင်မယ်ဆိုလို့ရှိရင်လည်းကုသိုလ်နဲ့ရှင်တဲ့ရတရားမျိုးကျွန်တော်အားပေးတယ်အဲ့လိုမျိုးလေးပေါ့နော်ဒါလေးတွေပုံမှန်လုပ်တယ်အမှဆိုကြပါစို့ဗျာအာစိန်နကံကုသိုလ်ပေါ့အမြဲတမ်းဘုရားဝတ်ပြုတယ်ဘုရားတောက်တော်ကြီးလဲတယ်ဆွန့်ကတ်တယ်ဆိုတဲ့လူတွေကတောင်းဘေးဆိုးအန်ငယ်ဆိုရင်မချရောက်နိုင်ဘူးလူတွေကကြောက်နေကြတာလေအဲ့လိုမျိုးတွေအာစိန်နကံလုပ်တဲ့သူတွေကဘုံကန်ကြီးတယ်နော်နောက်ပြီးမိဘကိုလှုပ်ချွေးနေတဲ့သားသမီးတို့ဘာတို့ဆိုလို့ရှိရင်တရားမင်းကတော့လက်အုပ်ချီရတာဗျာရတရားပဲလို့တော့မလဲဟုတ်တယ်မလားအဲ့တော့ဒါလေးနဲ့ချိန်စားပြီးလုပ်တယ်ဆိုရင်ရတရားဆိုတာဘာမှတောင်ထွေထူးလုပ်စီရမလို့တော့